ဘဲရှိလားဗျအဲ့စားဂေးလာတယ်ဂမ်မီထဲဝင်ဖို့စဉ်းစားဖြစ်တာတဲ့ Hi how's it going IC video ကျေးဇူးပါဟိုတနေ့က Q&A video လုပ်ထားမှာเนาะအဲ့ Q&A video ထဲက comment တွေအားလုံးကိုဒီ video မှာ IC reply ပြန်မှာဖြစ်ပါတယ်ကဲစလိုက်ကြအောင်အခုဒါတော့ YouTube က comment ပေါ့နော် IC နာမည်ရင်းပြောပြပြီးဘယ်လိုစ string ခဲ့ရလဲဆိုတော့ IC နာမည်ရင်းကခန့်ကျော်ဆိုတာပါဘယ်လိုစ string ခဲ့တယ်ဆိုတော့ဒါအရင်တော့က Facebook မှာပေါ့နော် mobile ပဲရှိတယ်ဗျာ mobile legend နဲ့ PUBG mobile string ခဲ့ရပါတော့အဲ့ဖုန်းနဲ့တင်မယ်အဲ့အနေပြီးတော့တဖြည်းဖြည်းနဲ့ဒီစိတ်ကြီးရောက်လာပေါ့နော်အဲ့ IC စ string ခဲ့ရပါကဲတက်တော့သွားအောင် IC ကြိုက်ဆုံး game နဲ့ပထမအောင်ဆုံးဆော့ခဲ့တဲ့ game ကြောင်းပြပြပါဆိုတော့ IC အရင်ဆုံးပထမအောင်ဆုံးစဆော့ခဲ့တဲ့ game ပေါ့နော်အဲ့တုန်းက IC 4နှစ်5နှစ်အရွယ်တုန်းက IC ပါဆော့ခဲ့တယ်ဆိုတော့ Need for Speed 1 Need for Speed 2ပေါ့နော်အဲ့တော့ IC ပထမအောင်ဆုံးစဆော့ခဲ့တဲ့ game လို့ပြောလို့ရတယ်နောက်တစ်ခုကကျတော့ IC ကြိုက်ဆုံး game ဆိုတော့ဒါအခုချိန်မှာတော့ game တွေကတော့အများကြီးပဲဗျာ IC ကတော့ game ကိုကြိုက်တယ်ဒါပေမဲ့တစ်ခုရွေးပါဆိုရင်တော့ IC game of the year ခဏနိုင်နဲ့ဒါ Red Dead ကိုပြောရမှာနော် Red Dead IC ကြိုက်တယ် IC တဲ့ Valorant ကိုတဲ့ဘယ်တော့မှစဆော့ခဲ့ရလဲတဲ့ IC Valorant စဆော့တာ episode 2 act 2ပေါ့နော်အရင်တော့ IC Valorant video တင်နေဗျ IC Sage ကိုင်းတဲ့ video ပေါ့နော်အဲ့တော့ဆိုရှင် IC Valorant စဆော့တဲ့နေ့လို့ပြောလို့ရတယ်ဒါကတော့ Facebook comment ပေါ့နော်ဘဲရှိလားဗျတဲ့ဘဲရှိပါရဲ့မ IC နောက်ပါဒါ TikTok comment ပေါ့နော် IC နေမကောင်းရင်ဖာစားလဲတဲ့ခေါင်းစားရပဲသိတယ်နောက်တစ်ခုကအိုက်စာရေခဲဆိုတဲ့မဟုတ်ချော့ရည်တွေအိုက်စာဂေးလာတဲ့ You serious အိုက်စာဘာလို့ ice လဲတဲ့ရေခဲက ice အိုက်စာရေခဲ that's simple IC သမင်းစားလာတယ်ဟုတ်ပါရဲ့ IC ပေါင်းမို့စားပါတယ် IC ချေနော်တယ်မချေပါဘူးဗျာ IC စက်ကူလို့ချေလို့မှမရတာIC တို့မိပါရဲ့လားတဲ့ I'm sorry who What စတာပါဗျာဘယ်လိုလုပ်မိမှာတော့ IC သိရပါဘောနောက်ထပ် comment ပေါ်တော့ဂမ်မီထဲဝင်ဖို့စဉ်းစားဖြစ်တာတဲ့အခုတော့စဉ်းစားနေတယ်IC တော်တော်မေးရပဲဗာလဲဆိုတော့ is IC real is it AI လား AI နဲ့လုပ်ထားလား IC တကယ်ကြီးလား ဒါရန်လည်းလောက်ထားတာမဟုတ်ပါဘူးခင်ဗျာ IC ရဲ့အသက်တဲ့ IC ဆက်နဲ့ Again? Seriously? IC 20နှစ်ပါဒါပေမဲ့နောက်စက်တင်ဘာလရောက်ရင်တော့ IC 23ပြည့်ပါပြီ IC ရဲ့ဘယ်လောက်လဲဆိုတော့ IC 4ပြည့်7ပါစတာပါဗျာ IC 6ပြည့်တက်ပါ I say, are you cool? No, I am hot. How did you get the name Iceberg? And ပြီးတော့အခုချိန် content creator ဘယ်လိုဘူးဆိုရင်မလုပ်နေမှာလဲတဲ့ Okay, Iceberg နေပဲပြောမယ်ဆိုရှင်ဒါအရင်တော့ IC ငယ်တဲ့ချင်းနဲ့ gay ဆိုတော့ဆိုရင်တော့ IC ရဲ့ in game နဲ့ကနာမည်ရင်းနဲ့ဖြစ်နေတာဗျာနာမည်ရင်းနဲ့ဖြစ်နေတာဆိုတော့တခြားနာမည်ပေးကောင်းမယ်လို့ထင်တယ်အဲ့တော့လည်းအေးရလဲကြိုက်တယ်ပြီးတော့တရိษံဝုံဝုံရွေးမယ်ဆိုတာနဲ့ဘူလာပဲရွေးမယ်ပေါ့ဒါပေမဲ့ IC အဲ့တနေချင်းသွားမြင်ပေါ့ဘူလာပဲရေးကောင်းမလား Iceberg ရေးကောင်းမလားဆိုတော့တနေချင်းနဲ့ Iceberg ရွေးတယ်ဆိုတော့အဲ့နဲ့ IC Okay I will go with Iceberg ပေါ့အဲ့လိုပဲ Iceberg ဖြစ်သွားမှာနော်နောက်တစ်ခုကကျတော့ IC content creator မလုပ်ခဲ့ဘာလို့မလဲဆိုတော့ Yeah I will do software engineering. What's inspire you to go there? I see a lot of machine. I be myself, okay? Put on Joe directly Jerry you check out. What? Jerry made you know, Jerry made you know. Hey, often I see often which I see Fortnite Pro, I see Malaysia. Offhand over the on the other hand, the other you do a common no. I see are you gonna stream Warzone in the future? Also do you like cheeseburger? အဲ့တော့အချိန်ရပဲ IC cheeseburger ကြိုက်တယ်ကြိုက်ပါတယ်ဒါကတော့ from Austin နဲ့ဟုတ်တယ် IC Austin ပါ bro တဲ့ bro ကဘယ်အသင်းဝင်လဲဗျ IC ဘယ်အသင်းမှဝင်ထားပါအောင် IC ကတယောက်တည်း grind နေပါတော့အခုလည်းရှိမှာတော့ဘူကားရောက်ကြက်ကြော်လာဖေးသေးလားသူမအောင် Wait what YouTube comment တယောက်ကတော့အများကြီးပဲမေးခွန်းနေရ favorite English favorite subject favorite color favorite animal favorite bird favorite fruit ဒါ Facebook comment ပေါ့နော် IC ကားတယ်ဘာလို့လမ်းလျှောက်ရေးကျွန်တော်ကြီးနဲ့လျှောက်တာလေဗျာ is used to be okay နောက်တော့ music protection ပြန်လုပ်အောင်ပါလား brother IC အိုးတတိယတာ IC ဒါမသိသေးလို့ပြပြမယ် IC ရင်က music protection လုပ်တယ်ပေါ့နော်ဟို2018လို့19ဆိုရင်ဒါတော့အဲ့တော့ music protection share လုပ်နေကြပြီးတော့ဒါကတော့အခု IC က streaming back သွားလို့ဖြစ်သွားအကြရင်တော့ music protection လုပ်ဖို့ကြတော့ဒါစဉ်းစားရမှာပေါ့စဉ်းစားကြရတယ်ဗျာစဉ်းစားကြရတယ်ပဲ my guy ကတော့ပြောတယ် do you have a girlfriend IC yet They ask you how you are, you just have to say that you're fine when you're not really fine. you know me yet I'm sorry who စတာပါဗျာဒါကတော့အကိုရသိရပေါ့ what do you mean wait what YouTube comment တယောက်ကတော့အများကြီးပဲမေးခွန်းနေရ favorite English favorite subject favorite color favorite animal favorite bird favorite fruit anyway among of them my favorite is you 君の虜になってしまえばきっと